အခုနန်းကင်ထားတဲ့ပန်းစည်းတွေကတော့မော်ဘီကိုသွားပြီးတော့တက်ရမယ် surprise လေးပဲရှင်မွေးနေ့ရှင်ဖေဖေအတွက်အချစ်သမီးကနေပြောပေါ့နော်ကျွတ်တင် order မှာထားတဲ့ငွေသားပန်းစည်းရည်နဲ့ကိတ်မုတ်တွေဖြစ်ပါတယ်ရှင်ဖေဖေမွေးနေ့ရှင်အတွက်ပန်းစည်းတစ်စီးရဲ့မမေအတွက်ပါပြောနော်ပန်းစည်းတစ်စီးရဲ့ပေါ့နော်ဒါနန်းတော့ပို့ပေးခဲ့ရတဲ့အမှတ်တရလေးပါရှင် Happy birthday ပါတဲ့ဘယ်လိုပေးရလဲသိလားဘယ်လိုပေးရလဲဟောသမီးလားသိရပေါ့စာလေးဖတ်ပြရမယ်နော်ယနေ့တက်ရောက်တဲ့ဖေကြီးမွေးနေ့မှာတဲ့အတူမရှိနိုင်ပြီပြီးမှပေါ့နော်သမီးရဲ့တဲ့ချစ်ချင်းတွေကိုဖတ်ပြလို့ရပါတယ်တဲ့မွေးနေ့မှာတဲ့သမီးရဲ့ချစ်ချင်းနဲ့အတူတဲ့ဖေကြီးပျော်ရွှင်ပါစေလို့တောင်းဆိုပြုပါတယ်နော်တဲ့ဖေကြီးကျမ်းမာတက်ရှိပြီးတော့တဲ့မိသားစုနဲ့နှစ်ပေါင်းများစွာတိုင်းပေါ့နော်အတူတူပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့အတွက်တဲ့အရက်တန်လေးကိုလည်းလျှော့ပါတဲ့ပြီးတော့ပြောချင်ပါတယ်တဲ့ဟိုသမီးကပေါ့နော်ခေါင်းမာတဲ့သမီးဆိုပေမဲ့လည်းတဲ့ဖေကြီးကိုတဲ့အများကြီးချစ်တယ်ပေါ့နော်ဟိုဖေကြီးကိုချစ်တဲ့သမီးလေးလည်းဖြစ်ပါတယ်တဲ့အဲ့တော့တဲ့ပြောစကားလေးတော့နားထောင်မွေးပါတဲ့အခုဘဝမှာတဲ့သမီးရဲ့ဖေကြီးဖြစ်လာလို့လဲတဲ့ကျေးဇူးအများကြီးတင်ရပါတယ်တဲ့နောက်ဘဝဆက်တိုင်းမှာလည်းတဲ့သမီးရဲ့ချစ်ရတဲ့ဖေကြီးအဖြစ်ရှိနေပေးပါဦးနော်တဲ့ချစ်ရတဲ့သမီးကြီးရဲ့ဘာလေးပြောချင်လဲဟုတ်တယ်ဘာပြောထားလဲပြောထားလားသူကပြော surprise ဖြစ်သွားအောင်ဘယ်လိုခံစားရလဲတစ်ချက်တော့ပြောပြပါဦးပြောတယ်ဒါပဲလားပြောလေသမီးလေးကိုတောင်းဟောစိတ်ထဲမကောင်းဘူးဘာလဲဟုတ်တာပဲမဟုတ်ပါနဲ့ပြောစီကျွန်တော်လုပ်ပေးရလေဟုတ်တယ်ဒါဒီလိုမျိုး surprise မနေ့ကရဘူးယူရည်တယ်ဟုတ်ပထမဦးဆုံးပဲဟုတ်လိုက်တာနော်မသမီးသားသမီးတွေကလုပ်ပေးရဆိုအရန်ကန်ကောင်းတယ်အဲ့ဆိုလို့ရှင်ဟိုသမီးလေးကိုတောင်းဆူတောင်းပေးလိုက်အောင်လောက်ကင်နေစင်ကြည့်အောင်လို့လောက်ကင်နေစင်ကြည့်ပါလိမ့်ဒီဘက်ပို့ပြီးတော့ဒီကမိသားစုဒီမောင်မတွေဖြည့်တောင်းတယ်သမီးလည်းကြတယ်ဖြစ်ပါတယ်ပြောပြမယ်နော်သူဗီဒီယိုလေးလည်းရိုက်ထားပြီးတော့လေသူအမှတ်တရလေးပို့ပေးမယ်ဒါတော့မမေအတွက် surprise ပါလက်သက် surprise ဖြစ်အောင်လို့နောက်တစ်ခေါက်တော့ယူပေးတာဒါမသိဘူးမလားဘာပြောချင်သေးလဲဒီနေ့ရန်ဝမ်းသာတယ်လို့ကျမအောင်နေကြပါလို့မသိဘူးအဲ့ဆိုဒါဟိုနော်ပြောရဖြစ်သွားပြီနော်လုံးဝအမြဲ surprise ဖြစ်သွားတာနော်အဲ့ဆိုတော့ဓာတ်ပုံ